အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီတစ်ခေါက်ပြောပြပေးမှာတော့ G6 ပေါ့နော် G6 နဲ့ GB1 ဘာကွာလဲပေါ့ GB1 ဆိုတာဒီကောင် hybrid ကိုခေါ်တာဒီကောင်တွေက2010လေးကနေစပြီးတော့စလာတယ်အဖြူရောင်ပေါ့နော်ဒီအဖြူရောင်လေးက GB1 လို့ခေါ်တယ် G6 ကတော့ဟိုလောက်က7လိတ်8လောက်ထဲကလာပေါ့ဒါပေမဲ့ဒါကတော့ရုပ်ပြောင်းဖြစ်သွားပြီရုပ်ပြောင်း G6 ပေါ့တန်းလိတ်ကလည်းစလာတယ်အပြင်ပိုင်းကြည့်ရင်တော့တူတယ်လို့တော့ထင်ရတယ်ဒါပေမဲ့မတူဒီ GB1 ဆိုတာသူက hybrid ဖြစ်သွားတယ်ဟာပေါ့ battery assist ပေါ့နော်အဲ့တော့အရင်ဆုံးပြောရရင်တော့အပြင်ပိုင်း physical ဘိုင်းကိုပြောရမယ်ဆိုရင်ဒီကောင်က share မတူဘူးပေါ့နော် GB1 ဒီ share ဒီလိုအဖြူရောင်နီးကဲအကြည်ရောင်နဲ့လာတယ် G6 ကတော့လို့အမေဒီကောင်က modify share ဖြစ်နေလို့နည်းနည်းအပြာရောင်လေးပါနေတယ်သူရဲ့ original ဟိုဟာဆိုရင်တော့အများစုလာတာတော့အမဲလာတယ်မူခံလာတယ်ပေါ့ဗျာထားပါတော့ဒါကတော့အပြင်ပိုင်းပေါ့နော်ကျန်တဲ့မီးလုံးတွေဘောနက်တွေလီဂါမန်တွေကျန်တာတွေကတော့အပြင်ပိုင်းကြည့်ရင်တော့တူတယ်ဘေးတိုက်တွေလည်းတူတယ်ပေါ့နောက်ဖင်မှာမတူတာလေးရှိရကျွန်တော်ပြပေးမယ်ကျွန်တော်လည်းလူတစ်ချက်လိုက်ကြည့်ပေးပါနောက်ဖင်ပိုင်းပေါ့နော်ပြင်ပိုင်းကြည့်ရင်ဒီကောင်တွေကအဖြူရောင်အကြည်ရောင်ဖြစ်သွားတယ်မီးခွက်တွေကပေါ့နော်ဒီကောင်တွေကအနီပဲ G6 ကအနီပဲ GB1 ကအကြည်ရောင်ဖြစ်သွားတယ်တော့ဒီကောင်လေးနီဂယ်လေးဖြစ်သွားတယ်ဒီကောင်နီဂယ်ဖြစ်တဲ့ G6 တွေကတော့ရိုးရိုးအမဲပဲလာလိမ့်မယ်ပြီးသွားရင်ဒီမှာစာလုံးလေးပါပါတယ်သူက hybrid battery ဖြစ်သွားတော့လေ hybrid ဆိုရဲစာလုံးလေးပါမယ်ဒီကောင်ကတော့မပါဘူးပေါ့နော်ကျန်တဲ့ဘန်ဘာတွေဒီနောက်ဖုံးတွေကတော့အတူတူပဲပေါ့အဓိကကွာသွားတာရှေ့မှာဆိုရင် share ကွာမယ်ပြီးသွားရင်ဒီကောင်မီးလုံးကွာမယ်အနောက်ကနီဂယ်တန်းပါမယ် hybrid ဆိုရဲစာလုံးပါမယ်ဒါကတော့အပြင်ပိုင်း physical ဘိုင်းပေါ့အင်ဂျင်ပိုင်းနဲ့အတွင်းပိုင်းဟာလေးတွေကိုကျွန်တော်တစ်ချက်လိုက်ရိုက်ပြပေးမယ်ကျွန်တော်လည်းတူတစ်ချက်လိုက်ကြည့်ပေးပါဒါကတော့အင်ဂျင်ကန်းပေါ့နော်အင်ဂျင်ကန်းကတော့ရိုးရိုးပဲပေါ့ဒါ G6 ရိုးရိုးပိုင်းပဲပေါ့နော်ကျွန်တော် G6 ကိုရိုက်ပြတာဒီကောင်တွေကတော့ Honda ပေါ့နော် IV Tech အဲ့လိုပြရမယ်ဒီကောင်ကတော့ GB1 ဖြစ်သွားပြီပေါ့နော် GB1 ဖြစ်သွားပြီ hybrid ဖြစ်သွားတယ် hybrid ဖြစ်သွားတဲ့အတွက်တော့သူကဒီမှာ IMA စာလုံးပါမယ် cover လေးကွာသွားမယ်ပေါ့နော် integrated motor စစ်ဒီ inlet တွေဒီ pipe တွေဟာကြီးလဲကွာသွားမယ်နော်ကျန်တဲ့ဘိုင်းတွေကတော့အတူတူပဲကျန်တဲ့ထားတဲ့ပစ္စည်းတွေပေါ့နော်ဒါ filter ထားတဲ့နေရာတို့ battery တို့ကျန်တာတွေကတော့အတူတူပဲကျန် engine wine တိုင်းနဲ့အတန်တွေပါရစတော့အကုန်အတူတူပဲengine wine တိုင်းတာတို့ gear wine တိုင်းတာတို့ကျန်တာကတော့အတူတူပဲအတွင်းထိုင်ခွက်လေးတွေမှာလဲကွာတာလေးရှိရဲကျွန်တော်တစ်ချက်ပြပေးပါမယ်တော့အတွင်းထိုင်ခွက်ပေါ့နော်ဒါတော့ရိုးရိုးပဲပေါ့နော် G6 ကောရုပ်ပြောင်းရုပ်မပြောင်းပေါ့နော်ရုပ်မပြောင်းဆိုရင်တော့နည်းနည်းလေးကွာတယ်မီးရောင်လေးကွာတာလေးရှိရဲဒီကောင်ကတော့air grade မို့လို့ digital aircon လာတာ aircon ကြောက်ချက်တွေလည်းလာရဲ G6 ပေါ့နော်ရိုးရိုး G6 မှာကျန်တာကတော့ရိုးရိုးပဲမှာ RPM တို့မိုင်ကီလိုတို့ C gauge တို့ပေါ့နော် C gauge တို့ gear position တို့ပေါ့နော်ကျွန်တော် GB1 ကိုတစ်ချက်ပြပေးပါမယ်ဒါကတော့ GB1 ပေါ့နော် GB1 ကတော့နည်းနည်းကွာသွားလိမ့်မယ်သူကတော့မီးရောင်လည်းကွာသွားတယ် RPM ဒီကောင်က mileage ပေါ့နော် C gauge တို့ gear position တို့အပြင်မှာသူက battery ပါတဲ့အတွက်တော့ charging တို့ assist တို့ပေါ့နော်hybrid နဲ့ပတ်သက်တဲ့ဟာလေးတော့ပါလာပြီးရင်ဒီကောင်ကကြတော့ GB1 တွေအားလုံးက digital aircon ပေါ့နော် digital aircon ဖြစ်တယ်ပေါ့အဲ့ဒါလေးတော့ကွာတယ်တော့နဲ့ smart key ကတော့သူတို့ကွာတာပေါ့နော်ပြီးသွားရင်ဒီရှေ့ display မှာလည်းဒီလိုလေးကွာလေးရှိအောင်နော်တော့ GB hybrid ဖြစ်တော့ hybrid မှာပါမယ် function လေးတွေတော့ပါသွားတာပေါ့နော်အဲ့လိုမျိုးပါဒါကတော့ G6 နဲ့ GB1 ရဲ့ comparison vlog လေးပေါ့နော်ကျွန်တော်တို့ဒီလိုရိုက်ခွင့်ပေးခဲ့တယ်ကျွန်တော်ရဲ့ဆရာကိုလည်းကျေးဇူးတင်ပါတယ်ပေါ့နော်ဒီကျွန်တော်ကားလောကလည်းခေါ်လာပြီးကျွန်တော်တကယ်ချင်းဆရာပါပဲဒါကတော့ comparison vlog လေးပါ G6 နဲ့ GB1 အဖြူလေးကတော့ GB1 ဒီအပြာလေးကတော့ G6 ပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ကောင်းမြတ်ပါ